လူတွေကများသောအားဖြင့်ဘယ်လုပ်ငန်းမဲ့လုပ်လို့အောင်မြင်ခြင်းနဲ့စိတ်နဲ့ရင်လာကြလူတွေမှာအောင်မြင်ရေးနီလန်လျှို့ဝှက်ချက်ကနှစ်ချက်ပဲရှိအကြမ်းမြင်အားဖြင့်ပြောမယ်ဆိုတော့အားကြီးတဲ့အောင်မြင်ခြင်းနဲ့စိတ်လူတိုင်းမှာရှိရတယ်အောင်မြင်ခြင်းနဲ့စိတ်ကတော့လူတိုင်းမှာရှိတယ်တမန်ကရှန်ကရှိတဲ့စိတ်နဲ့အားကြီးတဲ့အောင်မြင်ခြင်းနဲ့စိတ်လုပ်ငန်းတစ်ခုကိုလုပ်တယ်ကိုလုပ်တဲ့လုပ်ငန်းပေါ်မှာအောင်မြင်ခြင်းလားလို့မေးလိုက်ရင်လူတိုင်းကတော့အောင်မြင်ခြင်းပဲဒါပေမဲ့လူတိုင်းမအောင်မြင်ဘူးဘာလို့လဲအောင်မြင်ခြင်းစိတ်ရှိတာချင်းအတူစိတ်ကလေးဖြစ်ုံပဲဖြစ်တယ်သူများအောင်မြင်လို့အောင်မြင်ခြင်းတယ်တမန်ကရှန်ကနဲ့ပျောက်ပြတ်သွားတာတွေအများကြီးရှိတယ်ဖြစ်ပေါ်နေတဲ့စိတ်ကိုမွေးထားရတယ်ငါတနေ့အောင်မြင်ရမယ်ဆိုတဲ့စိတ်ကြီးကိုမွေးထားဒါပေမဲ့လူတိုင်းကမွေးမထားအောင်ဖြစ်တယ်အဲ့စိတ်နေ့တိုင်းဖြစ်တယ်အေးရထားလာတာနဲ့အောင်မြင်ခြင်းတယ်ဒါပေမဲ့မွေးမထားအောင်ဘလို့မွေးမထားတာလဲအပေါင်းအသင်းနဲ့တွေ့တယ်လက်ဖေးဆိုင်ရောက်ရင်လက်ဖေးဆိုင်မှာရောက်တဲ့စိတ်ဖြစ်သွားဟီလေးဟာလေးပြောတယ်ဟီလေးဟာလေးပြောတဲ့စိတ်ဖြစ်သွားပင်ကိုမိမိစိတ်ထဲမှာဖြစ်နေတဲ့အောင်မြင်ခြင်းတဲ့စိတ်ကရေရှည်မွေးမထားအောင်မေ့ပြောက်သွားအောင်မြင်ခြင်းတဲ့စိတ်ကိုကိုကမွေးထားမှသာလေငါဒီနီးလန်းတိုင်းအောင်မြင်အောင်လုပ်မယ်လို့ငါရည်ရွယ်ထားတယ်ဆိုတဲ့ဟာရည်ရွယ်ထားတဲ့အတိုင်းအကောင့်ထဲပေါ်ပြီးလှုပ်ဆောင်ရတယ်